မင်္ဂလာပါခင်ဗျာ။ ES နဲ့ဂိမ်းများကိုဂိမ်းစင်မီမော်တွင်ဖော်ပြခြင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်တော့သိရမယ့်အချက်လက်ရှိပါသေးတယ်။အဲ့ဘာလဲဆိုတော့ကျွန်တော်တို့နှစ်ထပ်ဂိမ်းကဘာလဲဆိုတော့1 4 9 60 25 36 49ပေါ့နော်64 81အဲ့ဒါခဏလေးကိုသိရမှာပေါ့1ဆိုတာက1နဲ့ထက်4ဆိုတာကကျွန်တော်တို့2နဲ့ထက်9ဆိုတာက3နဲ့ထက်60ဆိုတာ4နဲ့ထက်25ကကြတော့5နဲ့ထပ်ပြီးတော့36ကကြတော့6နဲ့ထပ်49ကကြတော့7နဲ့ထပ်64ကကြတော့8နဲ့ထပ်ပေါ့နော်81ကျတော့9နဲ့ထပ်ဆိုတာသိရမယ်ပေါ့နော်အဲ့ဒါရေးသိရမှာကျွန်တော်တို့ကတွက်လို့ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကလေ့ကျင့်ငန်း 1.2 ကနေပြီးတော့အပရေးရှင်တွေမြောက်ကိုဂိမ်းစင်မြောက်တွေဖော်ပြပါဆိုတဲ့ကနံပါတ်ကကြီးပေါ့နော်ရူတာတီကိုတွက်ကြည့်ရအောင်နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဆက်ကြည့်ရအောင်နံပါတ်ကကြီးရူတာတီဟုတ်ပြီ30ဆိုတာကြတော့ကျွန်တော်တို့ဒီမှာဒီနှစ်ထပ်ဂိမ်းကြီးကျွန်တော်တို့ကြည့်ရမှာအဲ့ဆိုရင်ဘာနဲ့ပေါင်းမှာ73ရမှာလဲဆိုတော့4နဲ့9နဲ့ပေါင်းမှာ73ပေါ့ဆိုတော့4နဲ့9နဲ့ပေါင်းတော့73ဟုတ်တယ်4ဆိုတော့ကကျွန်တော်တို့ဘာနဲ့ထက်2နဲ့ထက်ကိုက3နဲ့ထက်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိန်းစမြင်မှာဒီကဏ္ဍလေးတွေကိုယူပြီးတော့ကျွန်တော်တို့အတွက်မှာဟုတ်ပြီအရှင်နာကျတော့ကျွန်တော်တို့2ယူမယ်ပေါ့နော်ဟုတ်ပြီတော့အရှင်နာဆိုလို့ကျွန်တော်တို့ကိန်းစမြင်မှာ2ယူမှာဒီမှာ3ညာကနေပြီးတော့2ဟုတ်ပြီအမြင်မြင်ရကြတော့ဟုတ်ပြီကျွန်တော်တို့ကအချိန်နာကဒီမှာ2ပေါ့နော်2ဆိုတော့3ညာနဲ့ဖြည့်ယူလိုက်ပြီအမြင့်ကကြတော့ကျွန်တော်တို့ကဒီမှာ3ဆိုတော့ကျွန်တော်တို့အရှိဆုံးက3ယူလိုက်ပြီသူလို့ရှိရင်ဒီနှစ်ခုကိုဆက်လိုက်ပြီပေါ့နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီဥစ္စာက2ဒီဥစ္စာက3ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီကားကဘာဖြစ်သွားမှာလဲနော်ရူတာတီဖြစ်သွားမှာဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိန်းစမြင်မော်တွေအဲ့ရူတာတီရဲ့အမှတ်ကိုရှားမှာပေါ့နော်ရှားမှာဆိုလို့ကျွန်တော်တို့ကဟိုပါပေါ့နော်ကွန်မာဂျွန်တောင်းပြီးတော့ရှာမယ်ဟုတ်ပြီကျွန်တော်တို့ကကွန်မာဂျွန်တောင်းပြီးတော့ဒီမှာကျွန်တော်ဒီမက်ကနေထားပြီးတော့ရှင်ဒီကနေကျွန်တော်တို့ white ချလိုက်ပြီဟုတ်ပြီသူဖြတ်သွားတဲ့အမှတ်သူဖြတ်သွားတဲ့အမှတ်ဒီမက်ကလေးရလေရူတာတီဆိုတော့ကျွန်တော်တို့သိရမယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်ရေးလိုက်မယ် O A B ပေါ့ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့လိုချင်တဲ့ကိန်းစင်မြင်ပေါ်တွင်ပေါ့နော်ကျွန်တော်တို့လိုချင်တဲ့ကိန်းစင်မြင်ပေါ်ရဲ့ရူတာတီကိုမှတ်နိုင်ပါပြီ